မင်္ဂလာပါမြန်မာနွယ်ကကြိုဆိုပါတယ်ကြီးတန်တွေကိုဘလို့တင်မလဲအိမ်မှာပဲကလေးကိုမြန်မာစာသင်တဲ့အခါကြီးတန်တွေကိုစနစ်တကျသင်ကြားနိုင်မှုအတွက်ဒီဗီဒီယိုလေးကအကူအညီဖြစ်ပါလိမ့်မယ်နော်ကြီးတန်တွေကိုဘယ်ကနေစတင်မလဲကြီးအခရာတွေရဲ့အစီအစဉ်ပုံအတိုင်းကာကြီးကနေစတင်လို့ရတယ်လို့ဟိုးအရင်ကဆရာဆရာမတွေသင်ခဲ့ကြတဲ့အတိုင်းဝါလုံးကနေစတင်ရင်လည်းရပါတယ်။ကျမရဲ့အတွေ့အကြုံအရအကြံပြုရရင်တော့အဖက်တင်တဲ့အခါမှာကာကြီးကနေအထိအစဉ်အတိုင်းတင်တာကအစဉ်ပြေပြီးအရေးတင်တဲ့အခါမှာတော့ဝါလုံးကနေစပြီးတော့တရန်တူအရစ်အစွဲတူအခရာတွေကိုအုပ်စုခွဲပြီးတော့တင်တာပို့ပြီးတော့အစဉ်ပြေပါတယ်။ကျမကတော့ဘီးတွေကိုစတင်တဲ့အခါဘီးနာမည်တွေကိုအရင်မိတ်ဆက်ပါတယ်။တာတာမီမီမှာနာမည်ရှိတယ်လို့ပဲသူ့မှာလည်းနာမည်ရှိတယ်။သူ့နာမည်လေးကကာကြီးလို့ခေါ်တယ်။တာတာတွေကိုတင်တဲ့အခါမောင်ကာကြီးလို့မိတ်ဆက်ပြီးမီမီတွေကိုတင်တဲ့အခါတော့မဲကာကြီးလေးလို့မိတ်ဆက်ပေးပါတယ်။ကာကြီးအခရာရဲ့အတန်အတွက်ဟာကဒါကြောင့်ကာကြီးကိုဖတ်မယ်ဆိုရင်ကလို့ဖတ်ရတယ်ဆိုတာရှင်းပြပေးပါတယ်။ဘီးတစ်လုံးချင်းစီကိုတင်တိုင်းမှာဘီးရဲ့အမည်လက်တာနိမ့်နဲ့ဘီးရဲ့အတန်လက်တာဆောင်းကိုကွယ်ပြားပြားသိအောင်ကလေးကိုထက်ခါမေးလိုက်ဖြေလိုက်လေ့ကျင့်ပေးရပါတယ်။စတင်ကားစမှာကလေးကိုတစ်နေ့ဘီးနှလုံးမဲတင်တာကအသင့်တော်ဆုံးပါ။ဘီးအစ်စ်ထက်မတင်ခင်မှာအရင်တင်ပြီးသားဘီးရဲ့နာမည်နဲ့ဘီးအတန်ထွက်ကိုမမိအောင်ပြန်လေ့ကျင့်ပြန်ပြောခိုင်းပေးပါအဲ့လိုပြန်ပြောခိုင်းတဲ့အခါကလေးကမေ့နေခဲ့ရင်ကလေးကိုအပြစ်မတင်ပါနဲ့မစူးမငေါက်ပဲကလေးစဉ်းစားနိုင်အောင်ကူညီပေးပါကလေးမမိလာနိုင်မဲ့သဲလွန်စာလေးပေးကြည့်ပါမမမိလဲကိစ္စမရှိဘူးလို့အားပေးပြီးတော့ပြန်သင်ပေးလို့ရပါတယ်အသက်9နှစ်6နှစ်အရွယ်ကလေးငယ်တစ်ယောက်ရဲ့အာရုံစိုက်နိုင်စွမ်းက10မိနစ်15မိနစ်ဝန်းကျင်ပဲရှိပါတယ်။ဒါကြောင့်ကလေးကိုအချိန်အကြာကြီးဇက်တိုက်စာတင်တာမျိုးမလုပ်သင့်ပါဘူး။15မိနစ်လောက်စာတင်ပြီးတိုင်းကလေးကိုအနားပေးသင့်ပါတယ်။တချို့ကလေးငယ်လေးတွေမှာ9နှစ်6နှစ်အရွယ်အထိစကားသံဖြစ်အင်ကအစိတ်အပိုင်းလေးတွေဟာဖွံ့ဖြိုးမှုအားနည်းနေတတ်တာကြောင့်ကလေးအတန်ထွက်မပီတာဘူးဆိုရင်ကလေးကိုအပြစ်တင်တာအတန်ထွက်မပီအောင်ဇွတ်ဖိအားပေးတာမျိုးတွေမလုပ်မိဘူးတတိထားစေချင်ပါတယ်။ဘီး4-5လုံးလောက်တင်ပြီးပြီဆိုရင်အခရာစရာကိုပြပြီးတော့တင်ထားပြီးသမျှဘီးတွေကိုထောက်ပြခိုင်းတာဘီးနာမည်နဲ့အတန်ထွက်ကိုပြောပြခိုင်းတာမျိုးလေ့ကျင့်ပေးလို့ရပါပြီ။ဒီလိုလေ့ကျင့်မှုဆိုရင်ပထမပုံလေးကဇယားမျိုးကိုမသုံးစေချင်ပါဘူးဥပမာပထမပုံကိုပြပြီးတော့ကာကြီးဘယ်မှာလဲလို့မေးရင်ကလေးဟာထိတ်ဆုံးကဇယားကွက်ကိုတန်းပြီးတော့ထောက်ပြပါလိမ့်မယ်ဒုတိယပုံကိုပြပြီးတော့ကာကြီးဘယ်မှာလဲလို့မေးရင်တော့ကလေးဟာကာကြီးရှိတဲ့နေရာကိုတန်းပြနိုင်ဖို့ခက်ခဲပါလိမ့်မယ်ကာကြီးအခရာရဲ့ပုံသဏ္ဍာန်ကိုသူသေချာမှတ်မိနေမှသာကာကြီးကိုသူရှာတွေ့မှာဖြစ်ပါတယ်။ဒီလိုပဲပထမပုံထဲကခခွေးကိုထောက်ပြပြီးဒီအခရာကဘာအခရာလဲလို့မေးတဲ့အခါကလေးဟာခခွေးလို့တန်းဖြေပါလိမ့်မယ်။ကာကြီးပြီးရင်ခခွေးလာမယ်ဆိုတာသူသိနေလို့ပါ။ဒုတိယပုံထဲကခခွေးကိုထောက်ပြီးဒါပါလဲလို့မေးရင်တော့ကလေးကခခွေးလို့တန်းဖြေဖို့ခက်ပါလိမ့်မယ်။ခခွေးအခရာရဲ့ပုံသဏ္ဍာန်ကိုသူသေချာမှတ်မိနေမှသာအဲ့ဒါခခွေးလို့သူပြောနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အခရာတွေရဲ့ပုံသဏ္ဍာန်နာမည်နဲ့အတန်တွေကိုမှတ်မိအောင်လေ့ကျင့်ပေးဖို့အတွက်ဆိုရင်အစင်လိုက်ရေးထားတဲ့ကာကြီးခခွေးစရာထက်ပေါက်တောက်ရေးထားတဲ့အခရာတွေကပိုပြီးတော့သင့်တော်ပါတယ်။ဒီလိုအခရာချက်လေးတွေကိုအလွယ်တကူဝယ်မရနိုင်ဘူးဆိုရင်လေwhite board ပေါ်မှာပဲကာကြီးခခွေးတွေကိုဘောက်တောက်ရေးပြီးတော့ဖြစ်ဖြစ် A4 စာရွက်ပေါ်မှာပဲကာကြီးခခွေးတွေကိုဘောက်တောက်ရေးပြီးတော့ပဲဖြစ်ဖြစ်ကလေးကိုပြပြီးလေ့ကျင့်ပေးလို့ရပါတယ်။ဘီးတွေအားလုံးသင်ပြီးသွားတဲ့အခါမှာ
အတန်တူပြီးလေးတွေရှိတာကိုကလေးတတိထားမိအောင်အသိပေးပြောပြပေးရပါမယ်ဒီပြီးကလေးတွေဟာအခရာနာမည်မတူပေမဲ့အတန်ထွက်တူတဲ့အကြောင်းကိုယ်တိုင်ပြောပြလို့ရတယ်လို့ဘယ်အခရာလေးတွေရဲ့အတန်တွက်ကတူနေတယ်လဲရှားကြည့်ပါအောင်ဆိုပြီးတော့ကလေးကိုယ်တိုင်ရှားတွေ့ပြီးသိသွားအောင်လုပ်ပေးလို့လည်းရပါတယ်ဒီအခရာတွေရဲ့အတန်ကိုသေချာသိနေပြီဆိုရင်တော့ကလေးကိုစာဖတ်လေ့ကျင့်ပေးလို့ရပါပြီပြီးတန်လေးတွေနဲ့ဖွဲ့စည်းထားတဲ့စကားလုံးလေးတွေကိုအရင်ဖတ်ခိုင်းမယ်စကားလုံးတွေကိုဖတ်နိုင်လာပြီးတဲ့အခါဒီစကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့ဝကြလေးတွေကိုဖတ်ခိုင်းလို့ရပါတယ်အကအကအစအစအဲ့ဒါလို့နမူနာဖတ်ပြပြီးရင်အမဘယ်လိုဖတ်မလဲအဝဘယ်လိုဖတ်မလဲကလေးကိုမေးပါအကကိုအကလို့ဖတ်ရင်မကကိုဘယ်လိုဖတ်မလဲဆိုတာကိုလည်းကလေးကိုစဉ်းစားခိုင်းပါကိုကနမူနာစကားလုံးတစ်လုံးဖတ်ပြပြီးရင်ကျန်တဲ့စင်တူစကားလုံးတွေကိုကလေးကိုယ်တိုင်ဖတ်နိုင်အောင်ကူညီပေးပါနှလုံးတွဲစကားလုံးလေးတွေဖတ်နိုင်ပြီးရင်သုံးလုံးတွဲစကားလုံးလေးလုံးတွဲစကားလုံးလေးတွေကိုရှာဖွေပြီးတော့ဖတ်ခိုင်းပါပြီးရင်တော့အဲ့ဒီစကားလုံးလေးတွေကိုဝကြအဖြစ်တိဆောက်ပြီးကလေးဖတ်နိုင်အောင်ကူညီလေ့ကျင့်ပေးပါဒီလိုစနစ်တကျသင်ကြားလေ့ကျင့်ပေးခဲ့မယ်ဆိုရင်ကလေးဟာပြီးနာမည်တွေကိုပြောတတ်မယ်ပြီးအတန်တွေကိုထွက်တတ်မယ်ပြီးပုံသဏ္ဍာန်တွေကိုမှတ်မိမဲ့အပြင်ပြီးတန်တွေနဲ့ဖွဲ့စည်းထားတဲ့စကားလုံးတွေဝကြတွေကိုပါဖတ်နိုင်လာမှာဖြစ်ပါတယ်အရေးတင်တဲ့အခါမှာတော့ပုံသဏ္ဍာန်တူဒါမှမဟုတ်အရေးအစွဲတူအခရာလေးတွေကိုစုပြီးတော့ရေးစေတဲ့အခါကလေးအတွက်မှတ်ရလွယ်ရေးရပို့ပြီးတော့လွယ်ကူစေပါတယ်အရေးတင်တဲ့အခါမှာအရေးအစွဲမှန်ဖို့ဂရုစိုက်ပေးစီခြင်းပါတယ်တစ်ချက်တည်းဆွဲရတဲ့အခရာနှစ်ချက်ဆွဲရတဲ့အခရာသုံးချက်ဆွဲရတဲ့အခရာတွေရှိတာမို့စနစ်တကျနဲ့ရေးသားတတ်အောင်ကလေးကိုကူညီပေးရမှာဖြစ်ပါတယ်။ပညာပြုစရာ textbook နဲ့သင်ထောက်ကူတွေလိုအပ်ခဲ့ရင်တော့ဒီ application လေးထဲမှာဝင်ရှာကြည့်နိုင်ပါတယ်။ Play Store မှာမြန်မာ School Education လို့ရိုက်ရှာပြီးတော့ download ဆွဲလို့ရပါတယ်။ KG နဲ့ Grade 1မြန်မာစာစာအုပ်တွေပြင်လက်ရေးလှလေ့ကျင့်ဖို့နဲ့စာဖတ်လေ့ကျင့်ဖို့ worksheet လေးတွေလည်းဒီ application လေးထဲမှာတွေ့ခဲ့ပါတယ်။ဒါလောက်ဆိုပြီးတန်တွေအကြောင်းကလေးတွေကိုကိုယ်တိုင်သင်ပေးဖို့အဆင်ပြေကြမယ်ထင်ပါတယ်နော်။ကိုယ်တိုင်သင်ပေးဖို့အချိန်မရှိဘူးဆိုရင်လည်းစိတ်မပူပါနဲ့။မြန်မာနွယ်မှာကလေးတွေအတွက်မြန်မာစာအတန်းလေးတွေဖွင့်ပေးထားတာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့မြန်မာနွယ် Facebook page ရဲ့ချက်ပေါက်မှာဝင်ရောက်စုံစမ်းနိုင်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်သင်ကြားရေးဗီဒီယိုလေးတွေမှာပြန်ဆောင်ကြမယ်နော်။